ông về chỉ rồi mình là ba đi cái này mà rồi giờ có khán chi ngã nhỉ nít lấy của phép trên là bà đấy mà nếu rồi phải nhận tiền xếp vào nó tiền đó áo sa PCD bao sal ye si áo cũ lệ pu cái sa lệ bị rồi rồi nếu rồi xin đó khâu na yao mẹ để chân ta đâu tụi của nó bây giờ mua chơi ok chả đấy tiền đó áo sa PCD bao sal ye si áo cũ lệ pu cái sa lệ bị ba trong bà lệ rồi xin chim pu rồi nó giờ cái tâm trạng sa thêm mà giờ có cảဒီလောက်ရေးထားတာကျွန်တော်အပိုင်ငယ်3ကလည်းရှိဦးမယ်သူရှင်းပြထားတဲ့ဟာအဲ့တော့ကျွန်တော် ਨੇ အောက်စာပစ္စည်းဆိုတာလောကအရာပဲဖြစ်တယ်တခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုပြောတာကအထက်အရာကိုဆွေးလန်းခိုင်းတာဖြစ်တယ်အဲ့တော့ကျွန်တော်အထက်အရာကိုမဆွေးလန်းပဲနဲ့ကျွန်တော်ဒီအောက်အရာကိုပဲကျွန်တော်ဆွေးလန်းနေဦးမစံပြဿနာပဲအဲ့ဒါကเนาะကျွန်တော်အဲ့တော့လောကမှာအသက်ရှင်စင်မှာလူတိုင်းကချမ်းသာချင်တာကြီးပဲလေဒါပေမဲ့လည်းကျွန်တော်နဲ့နောင်တမလွန်ရေးဆိုတာရှိသေးတယ်အဲ့တော့ကျွန်တော်နဲ့ဝိညာဉ်အရေးအတွက်လည်းကျွန်တော်စဉ်းစားချက်စေချင်တယ်ဘာလို့ဆိုအသက်ရှင်စင်မှာငွေကြေးစစ်စစ်ချမ်းသာပြီးတည်တဲ့ချိန်နောင်တမလွန်ဘဝမှာလည်းဝိညာဉ်ရေးရမှာကျွန်တော်ဒုက္ခချမ်းသာဖို့ကိုရောက်ရင်မကောင်းဘူးလားပေါ့နော်အဲ့တော့ဒီမှာတော့အုပ်ဆက်တဲ့အဝတ်ကိုလည်းပူးကိတ်စားလိုက်ပြီးတော့ကျွန်တော်နောင်တမလွန်ရေးအတွက်အောက်စာစူးကြရအောင်အရောက်စီတိုင်းပေါ်မှာဘုရားသခင်ကကြည့်ပြပါစေ